အားလုံးပဲမင်္ဂလာပါဒီချင်းရော The Border Channel ကပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ညာနာလုံလည်ဖြစ်ပါတယ်ကျွန်တော်ယနေ့တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာကတော့ရှေ့မာတုံးကရှေ့ဗီဒီယိုမှာတုံးကပရမသင်္ကန်းနဲ့စပြီးတော့ပြင်စမသင်္ကန်းအကြောင်းတွေတင်ခဲ့ပြီးပြီအခုနောက်ဆုံးအနေနဲ့စက်ထမသင်္ကန်းအကြောင်းကိုဆက်လက်တင်ပြပေးခြင်းပါတယ်စက်ထမသင်္ကန်းကျင်းပတဲ့နိုင်ငံကလည်းပဲမြန်မာနိုင်ငံမှာပဲကျင်းပတာပဲမြန်မာနိုင်ငံမှာနှစ်တရာခန့်ပေါ့သူကျင်ပွားကနေသူကျင်ပွားကိုရောက်ခဲ့တယ်နှစ်တရာခန့်ကျော်မှသူကျင်ပွားကလွတ်လပ်ရေးရပြီးတဲ့နောက်မှာတာနာတော်နဲ့ပိဋကတ်တော်တွေကိုတန်ရှင်းစင်ကြယ်ဖို့အတွက်ဆိုပြီးတော့စက်ထမအကျိန်သင်္ကန်းတင်ပွဲလုပ်ဖို့ပြင်ဆင်ကြတယ်ပေါ့အထိမ်းအမှတ်အနေနဲ့ကတော့မြတ်စွာဘုရားရှင်ပြိဋိဘစံတော်မူသည့်မှာနှစ်ပေါင်း2500ပြည့်မြောက်1956ခုကစုံလာပြည့်နှစ်အထိမ်းအမှတ်အဖြစ်ပေါ့အဲ့ဒီကိုရည်ရွယ်ပြီးတော့လေပိဋကတ်တော်တွေကိုနိုင်ငံတကာထေရဝါဒနိုင်ငံတွေပူးပေါင်းပြီးတော့ဓမ္မတည်ပြုဖို့ရည်ရွယ်ခဲ့ကြတယ်ရှေးရကိန်းတော့ကတော့နှုတ်ရွတ်တိုက်တယ်နှုတ်ရွတ်တက်ပြီးတော့သင်္ကန်းတင်ခဲ့တယ်ဒါပါလဲပထမသင်္ကန်းနဲ့တတိယသင်္ကန်းနာကနှုတ်ရွတ်တက်ပြီးတော့သင်္ကန်းတင်ခဲ့တယ်သုဒ္ဓသင်္ကန်းနာတော့ပေထကရာတင်ခဲ့တယ်ပြင်စမသင်္ကန်းနာရောက်တော့ကြောက်ထကရာတင်ခဲ့တယ်အခုစတ္ထသင်္ကန်းနာရောက်တော့ဘာသင်္ကန်းနာတင်မှလဲဆိုရင်အဲ့ဒီစာပေးမှုတွေဟိုစာအုပ်အဖြစ်ခင်မီပုံနှိပ်စက်ကြီးနဲ့ပုံနှိပ်စာအုပ်အဖြစ်နော်တော့ပုံနှိပ်စာအုပ်အဖြစ်မှတ်တမ်းတင်မှုအတွက်သင်္ကန်းတင်ဖို့သင်္ကန်းတင်တာအဲ့တော့သင်္ကန်းတင်တဲ့နှစ်ကဘယ်ကနေစတင်ရလဲဆိုရင်သာနာနှစ်2548ခုပေါ့မြန်မာတက္ကရာကတော့1310နဲ့6ခုကစုံလာပြည့်နှစ်ခရစ်နှစ်ကတော့မေလ18ရက်နေ့1954ခုနဲ့စပြီးတော့သင်္ကန်းတင်တယ်နှစ်ကြာကျင်းပတယ်နှစ်ကြာတဲ့သင်္ကန်းတင်ပွဲကဘယ်မှာပြီးရလဲဆိုရင်တာနာနဲ့2500မှာပြီးတယ်နော်တိုက်ဆိုင်ပဲ2500 1956ကစုံလာပြည့်နေမှာပြီးသွားတယ်တင်တာကတော့ဘယ်မှာတင်ရလဲဆိုရင်တော့မြန်မာနိုင်ငံရန်ကုန်မြို့နယ်မှာရှိတဲ့ဂွာအေးကုန်းမြို့မှာရှိတဲ့မဟာပါတနာလိုင်ကူတော်ကြီးမှာတင်တယ်အဲ့ဒီမဟာပါတနာလိုင်ကူတော်ကြီးကလည်းပဲတဘာဝလိုင်ကူတော်မဟုတ်ဘူးသူကပရမလိုင်ကူနော်ပရမသင်္ကန်းတော်တင်ခဲ့တဲ့ရာဇဂျုံမှာရှိတဲ့တတ္တပန္နိလိုင်ကူတော်ကိုပုံစံယူပြီးတော့ဝန်ကြီးချုပ်ဦးနုရဲ့အကူအညီနဲ့အစိုးရနဲ့ပြည်သူနဲ့ပေါင်းပြီးတော့ဒီဆောက်ခဲ့တယ်အဲ့လိုင်ကူတော်ယူပစ္စည်းလေးပါးတိုင်ကထောက်ပံ့ပေးတဲ့နောက်ခံထောက်ပံ့လူတန်းသူတွေကတော့ဘယ်သူတွေလဲရနေဦးစီးမှုပြုရလဲဆိုရင်တော့ပြည်တော်သမ္မတမြန်မာနိုင်ငံရဲ့သမ္မတအကမတိတိတုဓမ္မဒေါက်တာပါဦးကနေမှဗုဒ္ဓဘာသာနိုင်ငံတော်အပေါင်းတို့ရဲ့ကိုစားစရတဲ့ခန္ဓာဒါယကအဖြစ်ခံယူတယ်ပြီးတော့နိုင်ငံတော်ဝန်ကြီးချုပ်ဦးနုအမှုပြုတဲ့ပြည်အောင်စုနိုင်ငံတော်အစိုးရအဖွဲ့အထောက်ပံ့နဲ့ပြပြီးတော့နိုင်ငံတော်ဗုဒ္ဓသာနာပြုရဲ့ဥက္ကဋ္ဌသူတို့တိတိတုဓမ္မတထေကြီးတွင်ပေါ့ဦးတွင်ကလည်းဒါယကအဖြစ်ခံယူပြီးတော့နောက်ပစ္စည်းလေးပါဒါယကတကမှမြန်မာနိုင်ငံသားအားလုံးရဲ့ပစ္စည်းလေးပါအထောက်ပံ့နဲ့ဒီသင်္ကန်းပွဲကြီးကိုကျင်းပကြတယ်ဒီသင်္ကန်းပွဲကြီးကျင်းပတဲ့အခါမှာမြန်မာနိုင်ငံဘက်ကနေဥဆောင်ဆရာတော်တွေကတဘာပတိဆရာတွေပေါ့ဆရာတော်ဘယ်သူလဲဆိုရင်အဘိဓဇာမဟာရတကုလူညောင်ရမ်းဆရာတော်ဗန္ဒာယေဝဒတန်ခါမဟာနာယဥက္ကဋ္ဌဆရာတော်ကြီးနောက်ပြီးတော့အဘိဓဇာမဟာရတကုလူမစိုးရိမ်ဆရာတော်ဗန္ဒာဒုရိယနောက်ပြီးတော့အကမပဏိတာဘာကရဆရာတော်ဗန္ဒာနာဂဝန္တာနောက်ပြီးတော့အကမပဏိတာဝိဇာလင်္ကာရဆရာတော်ဗန္ဒာဝိသုဒ္ဓအဲဆရာတော်တွေကတဘာပတိအကြီးမှုတွေလုပ်နောက်ပြီးတော့အကမပဏိတာကာရိကနောက်ပြီးတော့အကမပဏိတာကာရိကမဟာစီဆရာတော်ဘုရားကြီး
ဘာတာတောပနာဆရာတော်ဘုရားကတော့ပုစကအမေးဆရာတော်အနေနဲ့အမေးမိဝမေးတဲ့ဆရာတော်နေရာမှာတာဝန်ယူတယ်နောက်ပြီးဖြေချမဲ့ဆရာတော်ကတော့အားလုံးသိကြတဲ့အတိုင်းပဲဒီဘက်ကတရဓမ္မပါဏာတိကာရိကမိငုံဆရာတော်ဘုရားကြီးပါဏာဝိစိတတာရာပိဝန္တာဆရာတော်ဘုရားကြီးကအဖြေကြတယ်အဲ့တော့ဒါမြန်မာနိုင်ငံကပါဝင်တဲ့အဓိကပါဝင်တဲ့ဆရာတော်တွေနိုင်ငံတကာကဆရာတော်တွေဘယ်သူတွေပါဝင်တယ်လဲဆိုရင်နိုင်ငံတကာကတရားဝါဒတန်ခါရာဇာတွေမထေကြီးတွေပါဝင်တယ်ထိုင်းနိုင်ငံတန်ခါရဲ့ကိုယ်စားလှယ်အနေနဲ့ဖရာဝိမလဓမ္မဆရာတော်ပါတယ်နောက်ပြီးတော့လာအိုနိုင်ငံရဲ့တန်ခါရာဇာအဲ့တော့ဖရာဗုဒ္ဓဇီနိုရတ်နောက်ပြီးတော့ကမ္ဘောဒီးယားနိုင်ငံရဲ့တန်ခါရာဇာကိုယ်စားလှယ်တန်ခါရာဇာကမဟာသုမေတာဓိပတိဇောတညာနာနောက်တိရိလင်္ကာနိုင်ငံမှာတော့အမရဗုဒ္ဓနိကာယဂိုင်ကတန်ခါရာဇာဝိမလဇောတိနဲ့ရှာမနိကာယဂိုင်ကတန်ခါရာဇာဝေလီဝိတဓမ္မဂိတ်တီတို့ဒီဆရာတော်ကြီးအမှုပြုတဲ့နောက်ပါတန်ခါတွေနဲ့ပေါ့အားလုံးပေါင်းတန်ခါပေါင်းဘယ်လောက်ရှိတယ်လဲဆိုရင်တော့တန်ခါပေါင်းနိုင်ငံတကာတန်ခါပေါင်း2500ရှိတယ်ဒါမှမဟုတ်အများဆုံးကတော့မြန်မာနိုင်ငံကတန်ခါတော့အများဆုံးပေါ့ဒီနေ့တန်ခါပေါင်းဘယ်လောက်ရှိတယ်ဘယ်လောက်ပါဝင်လဲဆိုရင်2490နဲ့3ပါပါဝင်တယ်နိုင်ငံတကာကတန်ခါပေါင်းဘယ်လောက်ပါဝင်လဲဆိုရင်144ပါခြေတော်ဝါဒ9နိုင်ငံကရန်နေပါဝင်တာပေါ့အခြားတက်ရောက်လာတဲ့ခေါင်းဆောင်တွေဘယ်သူရှိလဲဆိုရင်အဲ့ဒီဖွင့်ပွဲမှာပေါ့ဖွင့်ပွဲအနေနဲ့တက်ရောက်လာတဲ့လူပုဂ္ဂိုလ်တွေဆိုရင်တော့မြန်မာနိုင်ငံသမ္မတဒေါက်တာပါဦးကပွဲတော်ကိုဖွင့်လုပ်ပေးခဲ့တယ်နောက်ပြီးတော့ဝန်ကြီးချုပ်ဦးတို့ကသင်္ကန်းနာတင်အားချင်းအကြောင်းအရာတွေကိုတန်ခါတွေကိုလျှောက်ထားခဲ့တယ်အဲ့နောက်နိုင်ငံတကာခေါင်းဆောင်တွေတက်ရောက်ခဲ့တဲ့နိုင်ငံတကာခေါင်းဆောင်တွေကထိုင်းဝန်ကြီးချုပ်အဲ့ဒီကထိုင်းဝန်ကြီးချုပ်ပီပူဆွန်ဂရန်နောက်တော့တိရိလင်္ကာဝန်ကြီးချုပ်စာချွန်ကိုတီလာဝါလာနောက်ပြီးတော့ကမ္ဘောဒီးယားနိုင်ငံကတော့ဘယင်တီဟာနုနဲ့ဝန်ကြီးချုပ်လန်ဂတ်နောက်ပြီးတော့လာအိုနိုင်ငံကရတော့အင်ရှင်မင်းသားစဝံဝတ္တနာနဲ့ဝန်ကြီးချုပ်ကောင်းအပ်ပေးအဲ့ဒီပြီးတော့တရုတ်ဂျပန်ကိုရီးယားမွန်ဂိုလီးယားဖော်မိုဆာထိုင်ဝမ်ပေါ့ရုရှားစားတဲ့နိုင်ငံကအမာယာနာဗုဒ္ဓကောင်းဆောင်တွေလည်းပဲတက်ရောက်ခဲ့တယ်အဲ့ဒီပွဲအတွက်ဆိုပြီးတော့ဝမ်းမြောက်ဝမ်းသာတဝန်တော်တွေပို့ကြတယ်လို့ရှိကြတယ်ပေါ့တဝန်တော်တွေပို့ကြတယ်ဘယ်နဲ့ပို့ကြရလဲဆိုရင်ဗြိတိရှဘုရင်မကြီးအဲလီဇဘက်ရဲ့အဲ့ဒီကနိုင်ငံသမ္မတဒေါက်တာရာဂျင်ဒရာပရာဆတ်နောက်ပြီးအရေးတော်ဝန်ကြီးချုပ်ဂျဝလာဟာနေထူထိုင်းဘုရင်ဘူမီဘောနဲ့နိုင်ငံခြားတန်ယုံတီတီကတန်အမတ်တွေကနေမှတဝန်လာတွေပေးပြီးတော့ဆူတောင်းခဲ့ကြတယ်အဲ့ဒီသင်္ကန်းနာတင်ပွဲမကျင်းပခင်မှာဘာတွေကြိုတင်ပြင်ဆင်ထားတယ်လဲဆိုရင်တော့ဒီဇတသင်္ကန်းနာအတွက်တော့ပိဋကတ်3ပေါ်တွေကိုတီးဖြတ်တယ်တီးဖြတ်တဲ့အခါမှာလည်းမြန်မာနိုင်ငံရဲ့တမှုတွေမဟုတ်ပဲနဲ့နိုင်ငံတကာရဲ့မူပေါ့အဲ့ဒီနဲ့တီးဖြတ်တယ်မန်းလင်းမူကတော့ဘယ်ဟာကိုကြည့်ရလဲဆိုရင်ပြင်စမသင်္ကန်းနာတင်ခဲ့တုန်းကကြောက်တက်ကရာတွေကြည့်တယ်အဲ့ဒီအခြေခံပြီးတော့တီဟိုမူထိုင်းမူကမ္ဘောဒီးယားမူလာအိုမူနောက်ပြီးတော့လန်ဒန် PDS မူPDF မူအဲ့ဒီမူ6ခုလုံးရဲ့မူခွဲတွေကွဲလဲချက်တွေအဲ့ဒါတွေကိုတီးမှတ်တမ်းတင်ပြီးတော့အခုစက်ထမှုစာအုပ်တွေမှာအောက်ခြေမှာမတ်စုလေးမှာလေဒါကဘယ်မူဆိုပြီးတော့အောက်ခြေမတ်ချက်လေးမှာထိုးတာလေးရှိတယ်ဒါကမူခွဲတွေနဲ့ထိုးပြထားတာအဲ့ဒါကိုပြုလုပ်ပြီးတဲ့အခါမှာသင်္ကန်းနာတင်ကြတယ်သင်္ကန်းနာတင်ကြတဲ့အခါမှာတန်ခါတော်အများစုကနေပေါင်းနေ့စဉ်နာရီပေါင်း1600ကျော်ဒါရွတ်ဆိုအတီးပြုပြီးတော့ဒါတွေကိုပုံနှိပ်စာအုပ်ဖြစ်ထုတ်ဝေခဲ့တယ်ဒါလည်းမဟုတ်အခုကဘာ3ပေါ့ကဘာ3တော့မြန်မာ3မှာဆိုရင်စက်ထမှုဆိုပြီးတော့သုံးကြတယ်စက်ထမှုဆိုရင်ဒီစက်ထသင်္ကန်းနာတင်တဲ့နောက်ပိုင်းစက်ထမှုအနေနဲ့ဒါတွေကိုအတီးပြုပြီးတော့ဒီမူကိုပဲသုံးကြတယ်ဒီတော့စက်ထသင်္ကန်းနာတင်လိုက်တဲ့အတွက်ကြောင့်ဘာအကျိုးကျေးဇူးတွေရလဲဘယ်လိုရေးပါမှုတွေဖြစ်လဲဆိုရင်တော့ဒီစက်ထသင်္ကန်းနာကထေရဝါဒဗုဒ္ဓနိုင်ငံတွေရဲ့အားလုံးစုပေါင်းပြီးတော့ကျင်းပခဲ့တဲ့ပထမဆုံးနိုင်ငံတကာသင်္ကန်းနာတင်ပွဲကြီးလို့ပြောလို့ရတယ်။အဲ့ပြီးတော့နှုတ်တိုက်ပေတက္ကရာတင်ပြီးတော့ကြောက်တက္ကရာအခရာတွေမှာအဖြစ်နဲ့မှာတစ်ဆင့်ပုံနဲ့အဖြစ်
ထုတ်ဝေနိုင်ခဲ့တယ်ပုံနဲ့အဖြစ်ထုတ်ဝေပြီးတော့ကဘာတဝန်တီဒေသနာတွေကိုပြန်လာအောင်ဆိုပြီးတော့လမ်းဖွင့်ပေးခဲ့တယ်နောက်ပြီးတော့မြတ်စွာဘုရားရှင်ရဲ့ဒေသနာတော်တွေကိုယိုယွင်းပြောင်းလဲမှုမရှိအောင်မွေးရင်အတိုင်းတည်တံ့စေဖို့ဆိုပြီးတော့ရဟန်းတန်ဃာတွေရဲ့စီးလုံးမှုနဲ့စနစ်စည်းကမ်းတကျထိမ့်သိမ်းနိုင်မှုကိုပြသနိုင်ခဲ့တယ်နောက်ပြီးတော့ဝန်ကြီးချုပ်ဦးနည်းရဲ့ဟောကြားချက်အရမှာဆိုရင်တော့ဒုတိယကမ္ဘာစစ်အပြီးခေတ်သစ်ကမ္ဘာမှာကြုံတွေ့နေရတဲ့စိတ်ခုံမှုများစစ်မီးများဒါတွေကိုရင်ဆိုင်နိုင်ဖို့အတွက်ဗုဒ္ဓရဲ့တရားတော်ကငြိမ်းချမ်းရေးတရားတော်ကဘလို့အထောက်အကူပြုလဲဆိုတာကိုလည်းပြသနိုင်ခဲ့တယ်ဒါကြောင့်မို့စထသင်္ကနာတင်ရဲ့ပွဲကအကျိုးကျေးဇူးတွေအများကြီးရှိတယ်လို့ဒီလိုလေးပြောကြတယ်ရှိတယ်ဒါကတော့စထသင်္ကနာတင်ခဲ့တဲ့သမိုင်းအကြောင်းဖြစ်ပါတယ်ဒီစထသင်္ကနာတင်ပွဲအမေးဖြစ်နေပတ်သက်လို့လည်းမင်းကုန်းဆရာတော်ဘုရားကြီးဖြေကြပြီးတော့မာသီဆရာတော်ဘုရားကြီးမေးပြီးတော့မင်းကုန်းဆရာတော်ဖြေကြတဲ့ဗီဒီယိုဖိုင်တွေအတန်ပန်တွေလည်း online မှာအလွယ်တကူရှာလို့ရပါတယ်သူတို့အမေးဖြေပြုလုပ်တဲ့ပုံကိုလည်းပဲနားထောင်လို့ရတယ်နားဆင်လို့ရပါတယ်ဒါစထသင်္ကနာတင်ပွဲနဲ့ပတ်သက်ပြီးတော့သမိုင်းမှတ်တမ်းတွေအများကြီးကျန်ပါတယ်ဒါတော့စထသင်္ကနာတင်အကြောင်းအရာတွေပဲဖြစ်ပါတယ်ဗုဒ္ဓဘာသာရဲ့သမိုင်းလို့ပြောလိုက်မယ်ဆိုရင်တော့ဒါသင်္ကနာတင်တဲ့အကြောင်းအရာတွေကမဘာမဖြစ်ပါရတဲ့အခန်းကဏ္ဍမှာရှိပါတယ်ပရမသင်္ကနာဒုတိယသင်္ကနာတတိယသင်္ကနာသုဒ္ဓသင်္ကနာပိစမသင်္ကနာစထသင်္ကနာဒီအကြောင်းတွေပြောလိုက်တာနဲ့တပြိုင်နက်သူကြားထဲမှာဖြစ်ပျက်ခဲ့တဲ့သမိုင်းတွေဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့သမိုင်းတွေအကုန်လုံးပဲခြုံမိပါတယ်ပါမိပါတယ်ဒီတော့ဗုဒ္ဓဘာသာသမိုင်းကိုပြောလိုက်မယ်ဆိုရင်တော့စထသင်္ကနာ6တန်ကမဘာမဖြစ်ပါတယ်လို့သင်္ကနာ6တန်အကြောင်းပြောလိုက်ပြီဆိုရင်လည်းဗုဒ္ဓဘာသာရဲ့သမိုင်းတွေကမဘာမဖြစ်ပဲပါပါတယ်ဒီတော့စထသင်္ကနာတင်6တန်ကလည်းဗုဒ္ဓဘာသာတွေအတွက်ဗုဒ္ဓဘာသာရဲ့သမိုင်းမှတ်တမ်းတွေလို့အရေးကြီးတဲ့သမိုင်းမှတ်တမ်းတွေလို့ပြောကြရင်ကျွန်တော်ညီကုန်းချောပါတယ်ကျွန်တော်ရင်တင်ဆက်ပေးခဲ့တဲ့အကြောင်းအရာတွေကိုကြိုက်နေတဲ့ဆိုရင်ကျွန်တော်ရဲ့ YouTube channel လေးကို like share and subscribe လုပ်ခဲ့ပေးဖို့မေတ္တာရက်ခံပါတယ်အားလုံးကိုစိတ်နှပြကျန်းမာချမ်းသာကြပါစေ